Hello မင်္ဂလာပါခင်ဗျဒီကကျတော့ Nissan 80 2020ပါခင်ဗျဒီနေ့တော့ကျွန်တော်80 3စီးတော့ကျွန်တော်ပြောခဲ့ပါတယ်တင်ပြပါတယ်ခင်ဗျဒီကတော့နောက်ဆုံး2020 80မှာเนาะဟုတ်တယ်ခင်ဗျเนาะโอเคအဲဆိုရင်ကျွန်တော်ဒီတိုင်းပြပြီးတာဟုတ်ပါပြီခင်ဗျအဲဆိုရင်မှန်အကွဲကြီးရှိပါเนาะဟုတ်ကဲ့ပြပြီးတော့ခင်ဗျဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်တို့အထဲထဲဝင်ကြည့်မယ်เนาะဟုတ်ကဲ့ပါခင်ဗျအထဲထဲကျွန်တော်တို့ဒီမှာ window နှစ်ချက်ရှိပါမယ်ရလေးရှိမယ်ကျွန်တော်ဒီမှာမှန်ချိုးလေးရှိမယ်မှန်ချိုးခလုတ်တွေရှိမယ်ဒီမှာ login ဖြစ်မယ်ဟုတ်ကဲ့ကီလိုကျတော့9000ဝန်းကျင်ရှိပါမယ်ကီလို9000ဝန်းကျင်ရှိပါမယ်เนาะဟုတ်ကဲ့ပါဒီမှာ TV ပါမယ်ကျွန်တော်တို့ဒီမှာ AC ဘိုင်းပါမယ်ဒီမှာဂီယာပါမယ်ဒီကကျတော့ဂျပန်လာတဲ့ဆောက်ရပါเนาะဒီကားပိုင်းဆိုင်ရာဆောက်ရပါဟုတ်ကဲ့ပါဒီမှာနောက်ခုံမှာအဲ့ဆိုရင်ကျွန်တော်နောက်ခုံလေးကနေရိုက်ပြပေးပါမယ်เนาะဒီကဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်နောက်ဖုံးလှန်ပြီးရိုက်ပြပေးပါမယ်ခင်ဗျเนาะအမေပြပေးတာပါဆိုရင်ကျွန်တော်ရှေ့ဖုံးကနေပြီးတော့လမ်းမီကြီးရိုက်ပြပေးပါခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ဆက်တန်လေးကြားအောင်ဆိုပြီးနောက်ခံအတန်လေးတွေတော့မဖြောက်ထားပါဘူးဟုတ်ကဲ့ပါနော်ဆက်တန်လေးချင်းကြီးကိုတွေကြားအောင်ပါနော်ဟုတ်ကဲ့ပါဒီကနောက်ကနေရိုက်ပြပေးတာပါဒီဟုတ်ကဲ့ကျွန်တော်အောက်ပိုင်းလေးတွေပါနော်ကျွန်တော်အောက်ပိုင်းလေးတွေကျွန်တော်ကြည့်စီခြင်းလို့ပါနော်ကျွန်တော်ချင်းကြီးကိုတို့အောက်ပိုင်းလေးတွေကြည့်အောင်ပါအောက်ပိုင်းလေးကျွန်တော်ဂီယာနှစ်ခုကျွန်တော်တို့ဒီမှာ short 1နှစ်ခုကတော့မဆိုးပါဘူးအောက်ပိုင်းလေးမဆိုးပါဘူးခင်ဗျာနော်ဟုတ်ကဲ့ပါဒီကနောက်ကနေရိုက်ပေးထားတာပါခင်ဗျဟောဒီလိုမျိုးကားတွေကတော့အများနဲ့တော့မလာပါဘူးလေးလမ်းမှာမပါပါဘူးเนาะဟုတ်ကဲ့ပါရှားတော့နည်းနည်းခက်မယ်အပြင်မှာဟုတ်ကဲ့ကျေးဇူး